အဲ့တော့ဒီနေ့မှာတော့ G6PD လို့ခေါ်တဲ့ glucose 6 phosphate deficiency နဲ့ပတ်သက်ပြီးဆွေးနွေးပေးသွားပါမယ်။အဲ့တော့ဒီနေ့ကတော့ပေါ့နော်ဒီ G6PD ဖြစ်တဲ့ဆိုလို့ရှိရင်ဘယ်စားတောက်တွေကိုအဓိကရှောင်ရအောင်လဲ G6PD ရဲ့ယောဂလက္ခဏာတွေကပါတယ်လဲဆိုတာနဲ့ပတ်သက်ပြီးဆွေးနွေးပေးသွားပါမယ်။ဒေါက်တာရှန်မြပါထွေထွေယောဂကိုဆရာကိုတယောက်ပါG6PD deficient ဖြစ်တဲ့ဆိုတာကကြတော့ဘာလဲဆိုလို့ရှိရင်တော့ပေါ့နော်ဒီသွေးနီဦးတွေမှာလိုအပ်တဲ့ enzyme တစ်မျိုးဖြစ်တဲ့နေရာပဲဖြစ်ပါတယ်။အဲ့တော့အဲ့အတွက်ကြောင့်မလို့သွေးနီဦးတွေကဒီ oxidative stress လို့ခေါ်တဲ့ဓာတ်တိုးစီနဲ့ chemical တွေနဲ့ထိတွေ့တဲ့အခါမှာဆိုရင်တော့သွေးနီဦးတွေပေါက်ကွဲတာမျိုးတွေဖြစ်စေတဲ့အဲ့ဒါကို hemolysis လို့ခေါ်ပါတယ်။ G6PD ကအဓိကဘယ်လိုမျိုးတွေမှာအဓိကဖြစ်တယ်လဲဆိုလို့ရှိရင်တော့ပေါ့နော်ဒီမျိုးရှိရတွေမှာဖြစ်နိုင်တယ်နောက်ပြီးတဲ့အခါမှာဆိုတော့အမျိုးသားတွေမှာပိုပြီးဖြစ်စေနိုင်ပါတယ်အဲ့တော့ G6PD ကိုဓာတ်တိုးစီတဲ့ပစ္စည်းတွေပေါ့နော်G6PD ဖြစ်တယ်ဆိုရင်အဓိကဆောင်းရမယ့်အစားအသောက်တွေကတော့ free barbing လို့ခေါ်တဲ့တောင်ကြီးပဲတော့နောက်ပြီးတော့မဲနဲ့ပေါ့နော်မဲနဲ့စိန်ထားတဲ့အဝေးစားတွေနောက်ပြီးလို့ရှိရင်ပယုံလုံးပေါ့နော်ပယုံလုံးမန်ထောအဲ့တော့အဲ့ဒါတွေကဆိုလို့ရှိတော့ဓာတ်တိုးမှုဖြစ်စေပြီးတော့ဒီ red blood cell လို့ခေါ်တဲ့သွေးနီကိုပောက်ပဲစေပါတယ်။ alpha ပါတဲ့ဆေးတွေကိုလည်းချောင်းချရမှာပဲဖြစ်ပါတယ်။ G6PD ရဲ့လက္ခဏာကတော့ပေါ့နော်ဒီ G6PD ဟာဆိုရင်ဓာတ်တိုးစီတဲ့ oxidative stress နဲ့ထိတွေ့တဲ့အခါမှာသွေးနီဦးတွေတစ်ချိန်တည်းမှာအများကြီးပောက်ကွဲသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့သွေးရနေမယ်ပေါ့နော်အဲ့တော့သွေးရနေတဲ့အခါမှာဆိုရင်တော့ဖြူဖြော့နေမယ်နောက်ပြီးရင်အသားတွေဝါလာမယ်မျက်လုံးတွေဝါလာမယ်နောက်ပြီးတော့ဘေးလုံးကြည့်မယ်ပေါ့နော်နောက်ပြီးစီးရာကကိုကာကိုလာအယောင်စီမဲ့မဲ့လေးတွေတော့မှာပဲဖြစ်ပါတယ်G6PD deficient ဖြစ်တယ်ဆိုတဲ့အကြောင်းကိုဆေးရုံဆေးကန်းတော့ပြလိုက်ပြဖို့လိုအပ်မှာပဲဖြစ်ပါတယ်။